ဆိုရင်အကုန်လုံးပါသွားတာအထွေးလိုက်ပါသွားတာတက်လာလုံးသာပါသွားတာအေးရှင်နော်ဟဲ့ဆိုရင်ဒီစားနေတော့တားမိလာတယ်တော့သူ့ဧည့်သည်တော်ကြီးလာတယ်မလာစဘူးမဟုတ်တယ်ကိုင်လေးစင်းခဲ့ပါမလာစဘူးဒီနေ့အားနေတယ်လားဟာလားတတိယလို့ဘုံလေးရပွင့်ဘုံလေးပွင့်ကိုငါတတိယစပါးလားကျက်လာကြပါဘာလဲဘာလို့လုံးမရဲဒီရဲ့အဲ့ဒါဆိုမဟုတ်ဘူးမီးလဲဝင်ကြတော့ဝါဘာချက်တာဟဲ့နေဟွာလေးနေပစုံတိတ်လေးနေတိတ်လေးတော့ကျွန်တော်သမီးဇုံးလေးနဲ့ချောင်းလောက်ရိုက်အသိမှာဇုံးလေးနဲ့ချောင်းလောက်ရိုက်ကသမီးရဲ့ဒါလေးပါတောင်းကောင်းဟုတ်ပါဟုတ်ကဲပြောပါဦးဘာခိုင်းစရာရှိလို့ရောက်လာလဲကိုမစီလာတယ်ဟင်းအဲ့ရောမီးကတော့ကို့အပါစီလင်းသာနေစော်ရဲ့နေငါ့ကိုခိုင်းစရာမရှိရင်ဖုန်းတော်နဲ့မှန်အောင်ပြောပြတာမဟုတ်ဘူးနော်တခုခုရှိလို့လာတာပြောဒီလိုတော်ကြီးကဒီလိုကြီးလေဥစစ်တို့အိမ်မှာအပျော်လူစုပြီးဟင်းချက်စားကြလို့ပုံမှန်လိုမျိုးအပြင်ကနေမွေပဲနဲ့တယောက်တစ်ခွက်စီဟင်းချက်ကြမှာဟမ်လင်းဆိုင်ဆိုတော့သားမိချက်တဲ့ဟင်းစောင့်စားလို့ကတော့နောက်နေ့ကူးသွားမယ်ဘာလို့ပြောတယ်နော်ပြောနေအိမ်မှတ်ထားနာဒေါ်ကြီးပြောမယ်သမီးမချက်နဲ့ဒေါ်ကြီးချက်ပေးလိုက်မယ်အဲ့နေကိုသမီးတို့ဂျိုင်နေတဲ့အตาလေးယူသွားဟိုချလို့ရှိရင်ဒိုင်ရှိုးလေးမသိအောင်ထိုးလိုက်ပြီးနေတဲ့ကိစ္စအောင်မလည်းအဲ့လိုရုံမလို့ချင်ပါဘူးရှက်စားရအပြုတ်တကားလေးချက်တဲ့ဥစ္စာပဲဟာချက်လိုက်မှာပေါ့လို့ကြီးမဟုတ်ဘူးလေဟာဟိုပေါ့ခဏလေးနဲ့ကောင်းလေးမြင်ချက်လို့ရမယ်ဟာလေတစ်ခွက်တော့ချက်ပြလိုက်ပါလို့ဘယ်တော့လဲခုဟမ်ကောင်းလိုက်တာတော့ကြီးအနှစ်လေးမြရတော့ရှာကိုလဲသွားတာပဲရှာတယ်မကောင်းလူကလဲထွက်သွားတာမကြီးအမမခုနကတော့ဟင်းချက်တော့ကြက်သွန်အဖြူနီတွေထောင်းတာထုတာလည်းမတွေ့ဘူးနဲ့ဟင်းကအနှစ်ကလေးနဲ့ဖြစ်နေအဲ့ဘာဖြစ်လို့လဲလှဝက်ချက်လုံးပြန်အဲ့ဒီဝက်ချက်ကဘာလဲလို့ဆိုမှာပဲအားလေးမှာအမေကြီးချက်အနှစ်မို့အဲ့အထုပ်လေးတစ်ထုပ်မှာစက်တော်အဖြူအနီရောင်တင်မှုတ်စနွေးမှုတ်ရတာမှုတ်အကုန်လုံးရောထားတယ်ကွာအဲ့အတွက်ကြောင့်ဒါတစ်ထုပ်ထည့်လိုက်တာနဲ့ခင်းတစ်ခွက်ရပြီလုံးဝအနှစ်အကြတာနဲ့အပြည့် okay မိုက်တာညီကလေသမင်းစားလို့ရှိရင်အဲ့လိုမျိုးအနှစ်ကလေးနေစားတာကိုကြိုက်တာဟိုလေးကြလို့ရှိရင်ဒါတစ်ထုပ်ကိုဟင်းတစ်ခွက်ချက်လိုက်ရင်လုံးဝရှယ်ပဲကိုရှယ်ဖြစ်သွားမယ်အဲ့ဖေးမဝင်ရအောင်လေဈေးရဆိုင်တိုင်းမှာအကုန်ရဝယ်လို့လွယ်တာပဲအဲ့ဒါညီမတို့အဲ့ဒါလေးပေးလိုက်မလုံးနဲ့ပိတ်အမလေးကျုပ်ကဟင်းချက်ရဲ့အမေကြီးမြင်နေရမှာစိတ်တိုင်းကြလို့ကျဲယောက်ျားတက်လာစာဝယ်ပေးထားနော်မပေးလိုက်နိုင်ဘူးအမတို့မလည်းအဲ့ဆိုလို့ရှိရင်လေခုနချက်ထားတဲ့ဟင်းလေးအဲ့ဒါကိုပေးလိုက်ပါလားပေါ့ပေါ့ကြီးခိုင်းကျင်လို့ဘွားအတွက်အေးယူလေးဘာလို့တိလေးလေဒီမှာလို့တော့မှာသူ့ကြိုက်တာယူတဲ့ယူခုနကလေမင်းရေခဲတက်တာရဲ့မှာလေ top တိဖြော်ရည်လေးလည်းတွေ့လိုက်တယ်ရဲ့အောင်ဆရာတွေ့တတ်တယ်အေးဘယ်ချင်းတွေ့သွားလဲမသိယူမဘုံလုံးဒီဟင်းလေးဘုံလုံးဒီယူငါယောက်ျားရေငါတို့လင်ပြန်နာဒီနေ့အိမ်မှာသမီးမစားတော့ဟိုတယ်သွားစို့ပိုင်းလာမီလေပါသွားပြီဆိုရင်ဘာပါရလဲအမေကြီးဟင်းချက်နှစ်မောက်ထောက်တန်ဟာမင်းလေးကလည်းတထုပ်သေးလားတထုပ်လည်းမဟုတ်ဘူးဆိုရင်အကုန်လုံးပါသွားတာအထွေးလိုက်ပါသွားတာတက်လာလုံးသာပါသွားတာဒါသမီးဝင်စင်လေးကမင်းရအဲ့ဒါကြောင့်အားကိုးနေရအခုချိန်လောက်ဆိုရင်တော့လေညီတော်ကြီးတော့တောင်းညံ့နေလောက်ပြီ